တကယ်အချစ်ဆိုတာဟောဒီနှလုံးသားထဲမှာကြံစွဲတယ်မြဲတယ်တွေ့တာတယ်ညှဉ်းနိုးတယ်ပေါ့ကွာသူကကိုယ့်ကိုညင်းပယ်နေစွန့်ပစ်နေတော့မှအပြစ်မမြင်ပဲနဲ့ဟိုးဝေးရတယ်ငေးကြည့်ပြီးတော့ကျင်းနေနေချင်မျိုးပေါ့ ဘာလဲကိုနိုင်ကပန်းလို့သဘောကျနေလို့လား ဟာပန်းနုသိရလားဟမ်ကိုနိုင်သဘောကျတော့ပန်းနုသိရလား ကဲပန်းလို့လည်းရေးစားမိပါရဲ့ကိုနိုင်လို့ဘာကိုနိုင်ဟိုမှာသူများကြီးကြည်နေတယ် ကြည့်ပါစေကွာ လို့ပါကိုနိုင်လို့ပါ ကိုနိုင်က ဟာ အရန်ချစ်လို့ဟောလို့ဘူးကွာဘူးလို့ချစ်လို့လေဘူးလို့ အကုန်လူတွေရှိရင်လွတ်ပါ ဟာဖေးအောင်မင်းဘယ်လိုဖြစ်လို့ရောက်လာလဲဟမ်ပြီးတော့မင်းငါ့လောက်ကိုလည်းကင်ထားတယ် ကျွန်တော်မစိုးရင်လေကိုဆွဲတာပါ ဩအေးမင်းကမဟုတ်တာနော်မင်းဇက်ရှိန်တက်လာရင်လာဖြတ်ပြီ ကျွန်တော်လည်းဖိတ်ခွက်လေးလာချပေးကြပါဗျာ အေးပြီးတော့ကွာသွားတော့ဟာနဲ့နေစမ်းပါမင်းတို့ကအချစ်ကြောင်ပြောနေရတာဆိုတော့ရီးစားဘယ်နေအောင်ထားဘူးလဲမင်းထားဘူး ဗျာကျွန်တော်မထားဘူးပါဘူးဗျာကျွန်တော်ဘသူကကြိုက်မှာလဲ မင်းရောထားဘူးလား မထားဘူးပါဘူးဗျာ ဟာမင်းတို့ကရီးစားလည်းမထားဘူးပဲနဲ့ဟမ်အချစ်ကြောင်နေပြောနေလိုက်ကြတာဗျာအဲ့ဒါကြောင့်မလို့ပြောတယ်ဆရာကြီးလေနာဆောချစ်ကအချစ်ကတိမ်မွေ့တယ်အရန်နူးညံ့တယ်ကွာနော်ဒီနေ့ခေတ်မှာအချစ်ကိုတဏှာရမတ်လို့ထင်နေကြတယ်အဲ့ဒီတဏှာရမတ်တွေကတဏှာကိစ္စပြီးသွားရင်ဘာမှမကြံခဲ့ဘူးဟောဒီလိုဖောက်ဖက်ခါပြီးထွက်သွားကြတာကွာတကယ်အချစ်ဆိုတာဟောဒီနှလုံးသားထဲမှာကြံစွဲတယ်မြဲတယ်တွေ့တာတယ်ညှဉ်းနိုးတယ်ပေါ့ကွာကိုဘဝတစ်လျှောက်လုံးအတွက်အဖော်မကောင်းတစ်ယောက်ပေါ့ကွာတိတ်ကိုကြီးကျယ်ခမ်းနာတယ်ကွာနော်တေးသေးတိမ်တိမ်နေတော့မင်းတို့ရဲ့စိတ်ထဲမှတ်မှတ်စေချင်သူကကိုယ့်ကိုညင်းပယ်နေစွန့်ပစ်နေတော့မှအပြစ်မမြင်ပဲနဲ့ဟိုးဝေးရနေငေးကြည့်ပြီးတော့ကျင်းနေနေတဲ့အချင်းမျိုးသူကကိုယ့်ကိုညင်းပယ်နေစွန့်ပစ်နေတော့မှကိုကအပြစ်မမြင်ပဲနဲ့ဟိုးဝေးရနေငေးကြည့်ပြီးတော့ကျင်းနေနေတာမျိုးကိုခေါ်တာ ဒါဆိုရင်အကိုကြီးကအခုအကိုကြီးချစ်တဲ့လူနဲ့တူတူနေရတာပေါ့နော် မဟုတ်ဘူးကွာငါလည်းအခုချိန်ကြီးချစ်နေမိတဲ့သူမျိုးကွာ ဟမ်အဲ့ဒါဆိုရင်အကိုကြီးချစ်တဲ့လူကဘယ်ရောက်သွားလို့လဲကိုကြီးရဲ့ချစ်စလန်လေးလေကျွန်တော်တို့ပြောပြပါဦးဗျာ ဟုတ်တယ် ဟာကိုကြီးနေဦးလေကိုကြီးရဲ့ချစ်စလန်လေးကျွန်တော်တို့ပြောပြခဲ့အောင်လေဗျာ